called ထားလိုက်ပြီဒီအစားပြီးတော့မှတ်ပေးမယ်နော်ရပြီ Okay ဟုတ်ကဲ့ exemplificationကif the second sentence provides an example we may want to use exemplification transition like for instance so for instance ရာ the example တွေကိုပေးရပါဘာဆိုရင်ဟလာခြားပြောချင်တာ first sentence မှာကတော့သူက fact တစ်ခု factual sentence တစ်ခုရေးလိုက်မယ်ပြီးရင်အဲ့အချက်အတိုင်းပဲနောက်မှာသူနဲ့ကိုက်ညီတဲ့ example ဥပမာတစ်ခုထပ်ရေးချင်တယ်ဆိုရင် for instance for one thing for example ဒီ transition သုံးမယ်ပြီးတော့မှ the use of let in white paint for instance cause let poisoning in many famous artists including Vincent van Gogh အဲ့တော့ဒါက exemplification transition ရဲ့အသုံးပါthird မှာ cause and effect နောက်ဆုံးတစ်ခုက cause and effect transition if the second sentence is caused by or a consequence of the idea in the first sentence we may want to use cause and effect transition like therefore အဲ့တော့ cause and effect transition เนาะအများဆုံးသုံးလို့ရတာက therefore အဲ့တော့ cause and effect ဒီမှာပေါ့နော်အဓိကတော့therefore တို့ဟလာပြီးရင်နောက်ထပ် because တို့ဒါတွေကသုံးလို့ရတယ်အဲ့တော့ကျွန်တော်ကအကျိုးအကြောင်းပြချင်တယ်ပြီးတော့ဒီ consequence တွေဒါမှမဟုတ်ဒီ effect เนาะတက်ရောက်မှုတွေကိုပြချင်တယ်ဆိုရင်เนาะဒီ transition ဆရာတို့ပြောမယ့် transition တွေသုံးပါအဲ့တော့ဒီစာကြောင်းလေးဖတ်ကြည့်ပါဦး the Hubble space The Hubble Space Telescope has provided astronomical insight for over 30 years, but its immediate breakdown is inevitable inevitable. Therefore, it suggests that the James Webb Space Telescope was launched in late 2021. ဟုတ်တယ်အဲ့တော့ therefore ကိုသုံးထားတယ်ဒါကတော့ cause and effect transition ဆိုတော့သူ့လိုပဲ sync because subsequently thus as a result consequently ဒါတွေလည်းပဲတူတူပဲဆိုတော့အကျိုးအကြောင်းပြောချင်တယ်ပြီးတော့ result ပြချင်တယ်ဆိုရင်တော့ဒီအရာတွေအကုန်လုံးပေါ့နော်ဒါပေမဲ့နောက်ထပ်ပြီးတော့ဆရာဒီထဲကမဟုတ်ဘဲနဲ့ဖြည့်ဆွက်အနေနဲ့ပြောမယ့်ဟာတွေကကျတော့ summary ရှိမယ်ပြီးတော့ intensification ဆိုတာရှိပေါ့ intensification ရှိမယ်ပြီးနောက်တစ်ချက်ကကျတော့ alternative တနည်းအားဖြင့်ဆိုရဲ transition တနည်းအားဖြင့်ဆိုတော့အဲ့တော့ဒီတရားဟိုင်နဲ့မတူတဲ့ပုံစံကသူ့မှာနည်းနည်းကွဲလွဲတာရှိရပေါ့နော် Okay မြင်ရလားလေမြင်ရတယ်ဟုတ်မြင်ရရှင်ဆိုတော့ဒီမှာဆိုခုန contrast တွေ result တွေကပြီးသွားပြီကျွန်တော် name 30ရဲ့ sentence 73ရဲ့မှတ်ကမှာပေါ့30ကကျတော့ alternative exceptions objections transition ဆိုဒီအလေးဖတ်ကြည့်ပါဦး alternative transition medicine တဲ့ although why despite to be sure h2 I'm အနောက်ဝင်ရောက်စရာအဲ့ I ရင်းတော့ကွာ I admittedly yeah I admittedly doubtless I concede regardless ဟုတ်တယ်အဲ့တော့ alternative ဆိုတာကတနည်းအားဖြင့်ပေါ့နော်နောက်ထပ်ဖြစ်နိုင်ခြေ possible way ကိုပြောချင်တယ်ဆိုရင်ဒီ transition ကိုသုံးလို့ရတယ်အဲ့ဒါမှမဟုတ်ဆိုတော့ဟိုတခုခုကိုဝန်ခံတာမနိုင်ပြောရရင် honestly ထပ်ပြောကစကားပြောရင်တော့အမှန်မှတကယ်တော့ဆိုပြီးပြောချင်မယ်review ပေးရပေါ့ admittedly it was so good အဲ့တော့ it's really good ဒါပေမဲ့ဆိုရအသုံးမသုံးပဲနဲ့ it's really good admittedly but it was sour အဲ့လိုမျိုးပေါ့အဲ့တော့ alternative စီ exception နဲ့ objection ကကြတော့ဆိုတနည်းအားဖြင့်ဆိုရတဲ့မြန်မာလိုပြောရင်တော့ဒါက transition
intensify ဆိုတာကကြတော့သူက exemplification နဲ့တူတူပဲဟို addition နဲ့နည်းနည်းကွာaddition ကကြတော့ရှေ့ကအကြောင်းအောင်ပြန်ပြောတယ် addition က intensify ကကြတော့ဆိုတော့အဲ့ဒီအရှိကအကြောင်းအရာမဟုတ်တော့ဘူးသူကအရှိကအကြောင်းအရာကိုပို့ပြီးတော့လေးနဲ့အောင်လို့နောက်ထပ်ဥပမာနဲ့တင်စားပေးရပါတော့အဲ့တော့ဥပမာဆိုတော့ပထမအစာကြောင်းကမီးတောင်ကြောင်းပြောတယ်ဒါဆိုရင်မီးတောင်ကကိုယ်အမြေမှာရှိတဲ့မီးတောင်အဲ့ဆိုရင် example အနေနဲ့ဥပမာတစ်ခုပေါ့အင်ဒိုနီးရှားမှာရှိတဲ့မီးတောင်အဲ့လိုမျိုးပြောမှာအဲ့တော့ကဘာကြီးနဲ့ခြီးပြီးတော့ပြောတဲ့အချိန်မှာသူက example ပေးတဲ့အချိန်ကြရင်နော်နိုင်ငံတစ်နိုင်ငံဒါမှမဟုတ်မြို့တစ်မြို့မှာရှိတဲ့အရာကိုပြောမှာအဲ့လိုမျိုးပေါ့အဲ့တော့ intensify လုပ်တယ်ဆိုတာပို့ပြီးတော့တိကျသူ့ရဲ့ဒီ scope ကကျင်းသွားပြီပေါ့နော်အကျယ်ကြီးကဘာနဲ့ခြီးပြီးပြောတာမျိုးမဟုတ်ပဲတဲ့ပို့ပြီးတော့တိတိကျကျပြောတာကိုဆိုတော့ intensify to intensify above all first and foremost ပြီးတော့ importantly again to be sure ဒီမှာ indeed ပေါ့နော်ဒီစကားလုံးလေး indeed ဆိုတာကကြတော့အဲ့ intensify မှာပေါ့နော်အများဆုံးသုံးပြရတယ်ဆိုတော့ဒီ intensify ပို့ပြီးတော့တိတိကျကျပြောတော့မယ်detail ပြောတော့မယ်ဆိုရင်ဆိုတော့ indeed ကိုသုံးတယ် importantly ဒါလည်းအတူတူပဲနောက်တစ်ခုကတော့ as a matter of fact ဒီနောက်က translation ကတော့အသိတော့မပြဘူးသူက phrase ကျွန်တော် word တွေ single word ပဲသုံးတာများတယ်ပေါ့နော်phrase တက်စားရင် word တွေကိုပဲသုံးတာပို့ပြီးများပါတယ် okay ဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ခုကတော့ summarize ပေါ့ to summarize repeat ဟိုပြန်ပြီးတော့ပြောရတဲ့အကြောင်းအရာဆိုတော့ဒါကဏီကုန်းချုပ်တာဏီကုန်း brief ရေးတော့မယ် brief translation ရေးတော့မယ်ဆိုရင်တော့in summary to sum up to repeat briefly in short finally on the whole therefore ဒါတွေကုန်လို့ရပါတယ်ဆိုတော့ cause and effect နဲ့ပါကွာလဲဆိုရင်ဒီမှာပေါ့ in summary တို့ဒါမျိုးတွေကမတူပါဘူး in summary to sum up to repeat ဒါတွေက cause and effect မှာသုံးလို့မရဘူးပေါ့နော်ဆိုတော့ဒါ summarize လုပ်မယ် repeat လုပ်မယ်ဆိုတော့မှဒါသုံးလို့ရှိတဲ့စကားလုံးတွေအဲ့တော့ဒီထားမှာက cause and effect နဲ့ summarize repeat တွေကကြတော့မတူဘူးအဲ့တော့ဘာလို့မတူဘူးပြောလဲဆိုတော့okay နော်အခုကျွန်တော်မှတ်ကမဲ့အချက်လေးတစ်ခုရှိအဲ့ဒါက transition တွေတူတယ်ဆိုရင်ပေါ့နော်ဒီ transition တွေတူတယ်ဆိုရင်ဥပမာ choice A မှာလည်းသူသုံးတဲ့ transition function တူတယ် B မှာလည်းတူတယ်ဆိုရင်သူတို့နှစ်ခုလုံးပယ်ရတယ်အဲ့တော့ Gary ဆရာတို့က conclusion transition နဲ့ summary ကိုတူတယ်လို့ပယ်လိုက်မယ်ဆိုရင်ဖြေမှန်းအဲ့ထဲပါပါနိုင်တယ် if two choices seem to function in a similar way example also in addition ဒီ transition တွေကတူတယ်အဲ့အတွက်ကြောင့်သူကတူတယ်ဆိုတာ function တူတာเนาะအသုံးလုံးတူတာပေါ့အဲ့အတွက်ကြောင့်လို့ဆိုတော့ဒီတစ်ခုလုံးကိုပယ်လိုက်လို့ရတယ် you can simply eliminate them both because they are copycats they can be both right so they must both be wrong တစ်ခုလုံးကိုဆိုတော့ဖြုတ်လိုက်လို့ရတယ်ဒါ copycats ကိုပယ်ရတယ်အဲ့တော့ဘာလို့တူတဲ့ဟာကြီးကိုဖြုတ်ပေးရတယ်အဲ့နောက်တစ်ချက်ကကြတော့ဒီ transition တိုင်းပေါ့ဆိုတော့ဥမာခုန table ရဲ့ category ၄ခုရဲ့ပေါ့ agreement disagreement တို့ cause and effect တို့အဲ့အရှိမသိခဲ့တဲ့ relationship တွေတည်တယ်ဒါဆိုရင်အကယ်ပေါ့ဟိုစကားလုံးတစ်တွေပါလာပြီး transition တစ်တွေပါလာပြီးဆိုရင်ကိုသိထားတဲ့တွေကနေပြီးတော့နှိစက်တာပေါ့ဥပမာဆိုရင်ကိုကဒီ column မှာ disagreement word တစ်ခုဖြည့်ရမယ်အဲ့တော့ကျွန်တော်မှာ however ဆိုရဲเนาะ disagreement transition မရှိဘူးဒါဆိုရင်မဖြစ်မနေ however ပဲဖြည့်ရမှာလားဆိုရင်မဟုတ်ဘူးသူနဲ့အလားတူတူပဲသူနဲ့အလားတူပေါ့နော် function ရှိရဲ့ transition ကို any transition with similar function you can choose it အဲ့တော့ similar function ရှိရဆိုရင်ပေးလို့ရတယ်အဲ့တော့ဥပမာ on the other hand ဒါဆိုရင် however နဲ့အဓိပ္ပာယ်တူတူပဲ on the other hand however ဒီနေရာမှာ however လည်းမပါ on the other hand လည်းမပါဆိုရင်ဆိုတော့နောက်တစ်ခု nevertheless ပေးထားမယ်ဒါလည်းပဲ disagreement word ပဲဒါကြောင့်မလို့
အလားတန်တူတဲ့နော် flexible ဖြစ်နေဆိုတော့က transition တွေကိုသိရမယ် there is an enormous variety of transition words and phrases that's why we have to be flexible ဒီ tips နှစ်ချက်ကအရေးကြီးပါတယ်ပထမချက်က be flexible ဒုတိယချက်ကတော့ A နဲ့ B နဲ့က function တူတယ်ဆိုရင် eliminate them both okay ဆိုတော့ more example ဒါဆိုရင် number 1 စာပိုက်က reforestation efforts wide and undeniably valuable often result in forests with limited biodiversity care should be taken to plant a wide variety of native flora in depleted woodlands အဲ့တော့ဆရာတို့ကြောင့်ဆက်တဲ့အချိန်မှာပထမစာကြောင်းကကျတော့ဒီသူ့ရဲ့ဘယ်လိုကောင်းမလဲ cost ပေါ့ cost လို့ပြောတာဆိုတော့ဒီ reforestation efforts ကြောင့်ပြန်ပြီးတစ်ပင်နေပြန်စိုက်ပျိုးတဲ့စူးစမ်းတဲ့အချိန်မှာဘာတွေတွေ့ရလဲဆိုရင် in forest with limited biodiversity အဲ့တော့တစ်ပင်တွေကိုစိုက်ပျိုးတဲ့အချိန်မှာဒီတစ်ဖက်မှာလည်းပဲဒီ animals တွေ plants တွေ loss ဖြစ်တာကိုတုံးရ loss of animals and plants because it can be helpful to the biodiversity မှာကပင်တွေလည်းပါတယ် animals တွေလည်းပါတယ်ပေါ့အဲ့ကဟာတွေကိုဆိုတော့ထိခိုက်စေဒါဆိုရင်အဲ့အတွက်ကြောင့်မလို့ပေါ့နော် we have to take care of planting a wide variety of native flora အဲ့တော့ reforestation effort ကြောင့်ဒီဘက်မှာတစ်ပင်ပန်းပန်းတွေထပ်ပြီးတော့ပြန်လည်စိုက်ပျိုးတင်တယ် in depleted woodlands ဘယ်လိုဒေသတွေမှာလဲဆိုရင်ပြုံးတီးဒေသတွေအဲ့လိုလုံးဝကြီးကိုတစ်ပင်တွေမရှိတော့ဘူးပြုံးတီးဒေသတွေမှာပြန်လည်ပြီးတော့စိုက်ပျိုးတင်တယ်အဲ့တော့ဘယ်လိုကောင်းမလဲဒီဂရုတစိုက်နဲ့ထိမ့်သိမ့်တင်တယ်လို့ပြောချင်တယ် care should be taken to plant အဲ့တော့အရှိကဆို cause reason အကြောင်းပေါ့နော်ဒါသူ့ရဲ့ result ကကြတော့အနောက်မှာဆိုကိုရီးယားဘာလို့တင်လဲဆိုရင်ထပ်ပြီးတော့flora ဆိုတာပန်းမှန်တွေတစ်ပင်တွေကိုစိုက်ရမယ်အများအပြားစိုက်ပျိုးရမယ်အဲ့လိုမျိုးထိမ့်သိမ်းရမယ်ဆိုတော့ cause and result cause and result transition ကြားရမယ်ဆိုတော့အဲ့တော့ copycat တွေကိုအရင်ပယ်လိုက်ပါ choice မှာ however accordingly nevertheless furthermore is there any copycat copycat however နဲ့ nevertheless ဒီပါတယ်လေ ဟုတ်တယ်အဲ့ဒါဆိုရင် cause and effect transition က accordingly လား furthermore လား accordingly accordingly မှန်ပါတယ်ဆိုတော့ဒါကအဖြစ်မှန်ပါ accordingly အဲ့တော့ခုနပြောခဲ့ there are a lot of a wide variety of transitions so we don't even see this one before accordingly အဲ့လိုမျိုးပဲဆိုတော့မတူတဲ့ဟာတွေပေါ့နော်မြင်လာပြီဆိုလည်းပဲ we have to be flexible with the fashion number 2 got the Gori Hall hat trick an official statistic in which a hockey player scores the goal records an asset gets in 5 or in the same game is named after hockey great Gori Hall Holly achieved this feat twice in his professional career, far fewer times than many other players. အဲ့တော့ဒီရှိကစာကြောင်းကကြတော့ is good for Gori Hall hat trick because he is very famous for scoring a goal, record assist. အဲ့တော့ဒါသူ့အတွက်နော်နာမည်ကြီးရဲ့အကြောင်းအရာတွေပေါ့ဥပမာဘာလို့ Gori Hall hat trick လို့ခေါ်လဲဆိုတော့နော်သူက goal တွေလည်းတွင်ထားတယ် record တွေလည်းရှိတယ်နောက်ကချက်မှာတော့ he only achieved this feat twice သူကဒီပေါ့ title လို့ခေါ်မှာဆို trophy စုတစိတ်တွေကိုနှစ်ကြိမ်ပဲရဘူးဒီစုကိုနှစ်ကြိမ်ပဲရဘူးပဲ in his professional career သူ့ရဲ့ဒီတက်တန်းတစ်လျှောက်လုံးမှာအဲ့တော့အခြား player တက်ဆိုင်သူ့ရဲ့ achievement ကအရင်နဲ့ရှေ့မှာတော့က assist တွေ goal တွေရပြီပဲပင်မဲ့ဆိုတော့မြန်မာလိုပြောရင်တော့ပင်မဲ့ပေါ့ရထားပင်မဲ့ဒီစုကိုတော့နှစ်ကြိမ်အထိပဲရဘူးတယ်ဆိုတော့ဒါက contrast ဆိုတော့ however therefore afterwards as a result E မလားဟာဟုတ်တယ် however မှန်ပါတယ်
ဆိုရင်ကျွန်တော် practice question ဆရာဒီစာပိုက်လေးပဲကြည့်ပြီးပါဟုတ်ဖတ်ပြီးရှင်ဆိုတော့ကျွန်တော်ဒီမှာဖြည့်ကမှာဒီနာမှာ transition เนาะ ဟုတ်အဲ့တော့သမီးမြေမှာဒီဟာက agree disagree လားဒါမှမဟုတ် cause and effect လားဒါမှမဟုတ်ဒီဘယ်လို transition ဖြစ်တယ်လဲကျွန်တော်အနေနဲ့တူရဖြစ်တယ်ဆရာတူမှာတူရတယ်တူရတူတာပေါ့နော်အဲ့ဒါဆို agreement ပဲ agree ဖြစ်မဖြစ်ရင်intensify เนาะဘာလို့ဆိုတော့ပို့ပြီးတော့ example ပေးချင်တာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့ okay ဒါဆိုရင် consequently in addition indeed nevertheless transition ကိုကြည့်လိုက်မယ်ဆိုရင်ဒါ cause and effect ဒါဆိုရင်တော့ addition ဒါက inti ကရောဟုတ် intensify လုပ်တယ်မလားဆရာဟုတ်တယ် intensify nevertheless ကရောဘာမတူရဟုတ်တယ်မတူရ ဟုတ် just လို့အဲ့တော့နောက်ဆုံးဟာပယ်လို့ရတယ်ဟုတ်ပြဖြစ် B အဲ့တော့တူရဲဟာဆိုရင်ကျွန်တော်က if one elaborates on the first one if the second sentence elaborates or explain on the first one you can use twice B ဒီစာကြောင်းက explanation ဟုတ်လို့လားဒီက explanation ဟုတ်လို့လားဒီက explanation မဟုတ်ဘူးသူကကျတော့island volcanoes ကိုပြောပြီးတော့ဆိုတော့ island volcano ထဲမှာဘာလို့extreme outliers နော်ဒီပြည့်ရကြောင်းတွေတွေ့ရတယ်ဘာလို့တွေ့ရလဲဆိုတော့အကြောင်းအရာ give explain ထပ်လုပ်ထားတာမရှိဘူးအဓိကပြောချင်တာ extreme outliers ကိုတွေ့ရတဲ့အကြောင်းရင်းကအဒီမှာပေါ့နော်ဒီ magma ပါလို့ဆိုပြီးတော့ပြောထားတာမိတောင်ချော်ရည်ပေါ့ magma ဆိုတော့ချော်ရည်အဲ့တော့ဒီ earth volcanoes ကဘာပေါ်မှာရှိရဒီမိတောင်တွေအများစုကဒီချော်ရည်ကွက်တွေချော်ရည်ပေါက်တွေအများကြီးနဲ့ဖြည့်ထားတယ်ပေါ့pockets of magma မိတောင်ကမြဲဒီ smooth ဖြစ်နေမှာမဟုတ်ပဲねသူမှာအပေါက်တွေရှိတယ်အဲ့ဒါက magma ကွက်တွေအဲ့လိုမျိုးချော်ရည်တွေကဒီကမ္ဘာမြေကြီးရဲ့အောက်15ကီလိုမီတာဒီအနည်းဆုံး15ကီလိုမီတာမှာရှိတယ်အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်မလို့ extreme outliers ကဖြစ်လာတာเนาะအဲ့တော့ကျွန်တော်တို့ကဒီ great depth ဆိုရဲပေါ့နော်အနက်ကြီးမှာ nearly 3000 kilometer မှာ island volcanoes ကိုဖြစ်ပေါ်စေတဲ့အရာက extreme outliers island volcano မှာဒီ island ကျွန်းနားမှာပေါ့နော် volcano တစ်ဝိုက်မှာဖြစ်တဲ့အရာဆိုတော့ extreme outliers လို့ခေါ်တယ်ဘာကြောင့်ဖြစ်တာလဲဆိုရင်ဒီ great depths ကြောင့်ဖြစ်တာဒီရှေ့မှာက islands နဲ့ပြီးတော့ဒီmagma နဲ့ဆက်တဲ့ချက်ကိုပြောထားတယ် the magma fueling islands more than 30 active volcano systems အဲ့ဒီချက်ကကြတော့ magma နဲ့ island volcano တွေရဲ့ဆက်ချက်ဒီမှာတော့ကျွန်တော် explanation ပေးပြီးသားနောက်မှာရောက်လာတဲ့အချိန်ကဒီ earth volcano တွေမှာတွေ့ရတဲ့မိတောင်ချော်ရည်ကိုပြောချင်တာဆိုတော့ကျွန်တော်ဒီရှိက sentence ကိုပို့ပြီးတော့
လေးနဲ့အောင် intensify လုပ်ထားဒီရှေ့က sentence ကကျတော့ဒီတိုင်းဘယ်လောက်ထိအမြင့်မှာရှိတယ်ဘယ်လောက်အနက်မှာရှိတယ်3000 km ပဲပြောထားတယ်အဲ့ထဲမှာဘာတွေရှိလို့ဆိုပြီးတော့ပြောထားတာမျိုးမရှိဘူးဟုတ်ဆရာဟုတ်အဲ့ဆိုရင်ဖြေက indeed ပါနော် right to intensify အဲ့ဒီတိကျအဲ့လိုမျိုးပြောထားရဆိုရင်အဲ့ဒါထင်မလားဆရာအဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ် intensify ရဲ့ဒီ function ကခုနပြောလို့အရှိကစာချောင်းကိုပို့ပြီးတော့လေးနဲ့အောင်လို့ example ပေးရ explanation ပေးရဆိုရင်တော့ in addition ကိုရွေး explanation ပေးရင်တော့ in addition ကိုရွေးဆိုတော့ပို့ပြီးတော့လေးနဲ့စီရဲ့ examples အနေနဲ့ပေးထားရင် int ကိုရွေး okay ဟုတ်ဆရာဟုတ်ဆိုရင် number 2စာပိုက်ဖတ်ကြည့်ပါ lesson on Lorentz booksဟုတ်ဖတ်ပြီးရှင်ဆရာဆိုတော့ agree disagree disagree ဟုတ်တယ်အဲ့ဆိုရင် disagree transition yes so e by contrast မှတ်ပါနော်ဟုတ် okay, number 3 the number of dark spots that appear on the sun known as sunspot can vary greatly. For example, there were about 180 sunsports in November 2001. There were only about 2 sunsports in December 2008. ဒီတစ်ကြောင်းမှာကဆိုဒီမှာပြရမယ့် transition ကဒီနားမှာပေါ့ number of dark spots အဲ့တော့ဒီရှေ့ကစာကြောင်းတော့မဆိုင်ဘူးဆိုတော့ဒီမှာ180 sunspot နဲ့2 sunspot ကိုသူက9မှာ compare လုပ်မှာအဲ့တော့ transition က comparison ဖြစ်သွားပြီဆိုတော့ agree လည်းမဟုတ် disagree လည်းမဟုတ် just compare two sentences အဲ့ဒါဆိုရင် choice က in other words similarly therefore comparison ဒီမှာ fine comparison remember so number 4 when one looks at the dark Kraki fixtures in Hidoshi evocated photo series one's mind might wander off to the crater surfaces of faraway planets is a series titled Frying Pan that brings one back to art reminding the viewer that each photo is actually a closer view of the familiar household object, a frying pan. အဲ့တော့ဒီစာကြောင်းမှာပထမစထားတာဆိုတော့ time frame နဲ့စတယ် time frame ဆက်စရဲဆိုရင် if the events in the sentences are organized by time or by position you have to use sequence order transition ဆိုတော့ time ပဲဖြစ်ဖြစ် position နဲ့ပဲ organize လုပ်ထားတယ်အဲ့တော့ကဆိုတော့ sequence order transition ပဲတော့မှာပေါ့ okay ဆိုရင် alternatively consequently ultimately additionally consequently consequently က cause and effect ဒါက cause and effect sequence and order which one is sequence and order transition alternatively က alternative objection ဆိုတော့ဒီမှာပြောခဲ့
alternative တနည်းအားဖြင့်ဆိုရတဲ့အဓိပ္ပာယ်မှာဆိုတော့ alternative transition အချိန်မဟုတ်အဲ့ဒါကကျတော့တက်ကြီးတနည်းအားဖြင့်ဆိုရတဲ့အဓိပ္ပာယ်ဒါဆိုရင်ဆို time မှာတစ်ချက်ကြည့်ကြည့်လား sequence order ကဟုတ်လား order sequence ကဒီနှစ်ခုလုံးကတော့ order sequence ပဲ time က order sequence ကတူပဲ okay နော်ပြရလဲ ဟုတ် ultimately ultimately အခုနဒီပဲဆရာပို့ပေးမှာအဲ့ဒီကြရင်ဟို time နဲ့ order sequence ကတစ်ခုချင်းစီလို့ထင်နေပါဆိုဆရာဒီနှစ်ခုလုံးတူပဲနော်2နဲ့3ရတော့ ဟုတ်ဆရာဟုတ် okay ဒီကောင်ကတစ်ခုစီ space place လည်းဒီရဲပဲသွားမယ်ဒီသုံးခုလုံးတူပဲနေရာပြောတာလည်းအချိန်ပြောတာလည်းတူပဲ ဟုတ် okay example ကတ result ကတ okay results နဲ့ purpose purpose ကို purpose နဲ့ result လည်းတပါတူပဲဘာလို့ဆိုတော့ purpose စီပဲတမေးရမျိုးမရှိဘူးသိပြီဒီ purpose ကတော့ဟိုလာနဲ့ for this reason လို့ပြော transition နေနဲ့လာနဲ့ comparison ကကျတော့ like in the same way ဆိုတော့ comparison ဆိုတာဒီဟိုတို့ဒီ similarity ကိုရိုး comparison ကိုရောထားတာပေါ့အဲဆိုတော့ဒီနေရာမှာဆို comparison အတွက်ဟိုမှတ်ကမဲ့ word ကအများကြီးမဟုတ်ဒီရပဲမှတ်လိုက် like ရဲ့ဟုတ်တယ် like ရဲ့ in the same manner of way ရဒါပေမဲ့ဆိုတော့ like ပဲမှတ်တယ် comparison မှာ like ပဲဟိုအရှိမတော့ဆိုတော့သိပြီးသွား agreement disagreement သိပြီးသွားဆိုတော့ဒီထဲမှာagreement ကိုထပ်မှတ်စရာမလိုတော့ contrast address ဆိုရင် contrast address ကတော့ဒီဟာအကုန်ပဲပေါ့ဒီဟာအကုန်ပဲဒီထဲမှာမမြင်ဘူးတဲ့ဟာရှိရဆိုတော့ ironically ဒါက contrast transition ပါ contrast ဆိုတာနာမည်ပြောင်းထားတာ disagreement နဲ့တူတူပဲเนาะဟုတ်ဆရာဟုတ် okay မှတ်တဲ့အချိန်ကျရင် time order sequence ရဲ့ space ရတခုစီ okay ဒါဆိုရင်ကျွန်တော်တို့ဒါကအပြင်မှာက ultimately ပါဟုတ်ဆရာ okay ဒီဘုတ်ကြည့်ကြည့်အောင်တခါလေကျရင် transition မမြင်ထားတာဖြစ်မှာဆိုတော့အကုန်လုံးကိုတို့ကပို့စာမှာမြင်ဘူးအောင်လုပ်မယ်အဲ့တော့ recycling putting non-recyclable items into recycling bins another mistaken belief that those items can be recycled ultimately does more harm than good non-recyclable items such as greasy pizza boxes can contaminate recyclable materials, rendering entire batches unusable. Non-recyclable products can damage recycling plant machinery. Okay, so ဒီနှစ်ကြောင်းပါဘောနော် non-recyclable items can contaminate recyclable material. Contaminate ဆိုတာကကျွန်တော်ပျက်စီးစေတာပေါ့နော်အဲ့တော့ပြန်ပြီးတော့သုံးစွဲလို့ရတဲ့ materials တွေကို contaminate လုပ်နိုင်တယ်အဲ့ rendering entire batches unusable အဲ့ဒါကဒီအကုန်လုံးပေါ့နော်ဒီ material အကုန်လုံးကိုသူကသုံးစားလို့မရ unusable ဖြစ်စေတယ်အဲ့တော့ non-recyclable products တွေက they can damage recycling plant machinery အဲ့တော့ထပ်ပြီးတော့ပြောတာကဘာလဲဆိုတော့ plant machinery မှာလည်းပဲသူကဖျက်ဆီးနိုင်တယ် can damage machinery ဆိုတာဒီဟိုပင်ဒီမှာသုံးတဲ့နော် agricultural machine တွေagricultural machine တွေနော်အဲ့ဒီပုံလည်းသူကဖျက်ဆီးပြလို့ရတယ်ဟုတ်ဆရာ recycling machine တွေကိုလည်းဖျက်ဆီးဖြစ်တယ်အဲ့တော့ဒီအရှိမပြောထားတဲ့ sentence အနောက်ကဟာကအတူတူပဲအကြောင်းအရာကဒီ subject ပဲ non recyclable products ရဲ့မကောင်းတဲ့အချက်အဲ့တော့ပြောချင်တာဆိုတော့ intensify သုံးရင် exemplification တော့ဟာဒါက addition မဟုတ်နော် addition မဟုတ် addition ဆိုရင်ဆိုတော့ explain လုပ်မှာဒါ addition မဟုတ်ပါဘူး okay အဲ့ဆိုရင် A က fittingly B က on the contrary C က moreover D က nevertheless addition မဟုတ်ဘူးပြီးတော့ disagree လည်းမဟုတ်ဘူး
disagree ကနှစ်ခုထက်နေဒါဆိုရင်ကျွန်တော် copycat ပယ်လိုက်လို့ရ on the contrary ရော nevertheless နှစ်ခုလုံးပယ်လိုက်လို့ရ ဟုတ် ဆိုတော့အဖြေမှန်ကဟလာ it goes to fittingly အဲ့တော့သူ့ရဲ့အဓိပ္ပာယ်က suitably appropriately ဒါလည်းအတူတူပါပဲအဲ့တော့ appropriate ဖြစ်တယ်ပေါ့နော်ရပြီနော်ဟုတ်ဆရာရရင်ရှင်အဲ့တော့နောက်တစ်ခုကဒါမျိုးပေါ့နော်အဲ့တော့ကျွန်တော်စာပိုင်ရင်ပါကြည့်ပါ establish coordinated at the time ပြီးတာနော်ဟုတ်ပြီးတော့ရှင် choice ရွေးနေရတယ်ဆိုတော့ဒီမှာက in particular for example conversely တဲ့အဲ့တော့တူတဲ့ဟာရှိလား similar fashion ဖြစ်တဲ့ဟာရှိလားဒီ choice မှာမရှိဘူးเนาะတူတာမရှိဘူးparticular for example conversely or in particular ကကြတော့ဒါ intensify for example က exemplification conversely ကပြောင်းပြန်ဒါ contrast တဲကရောတဲဆိုတာက sequence and order transition ဆိုတော့ sequence order ဆိုတော့ဒီကောင်က sequence order transition ဆိုရင်တော့ကျွန်တော်တဲကိုဖြည့်လို့ရနေရာပေါ့နော်အဓိကတော့နေရာပြောထားရဆိုရင်တော့ okay တဲကိုဖြည့်လို့ရတယ်အဲ့တော့ဟုတ်လားဆိုတော့ UTC ဆိုရဲနော် UTC ကိုသုံးတာဘယ်မှာသုံးလဲဆိုရင် to the International Bureau of Weights and Measure BIPM အဲ့ဒါဘယ်မှာရှိရလဲ France in France BIPM meteorologists perform the meticulous work why do they make performance why do they make the meticulous work or they also work in France အဲ့တော့ကျွန်တော်ဆက်ပြီးပြောမှာ the BIPM metrologists perform okay အဲ့တော့ဒါက sequence order ကိုသူကနေရတယ် the events in the sentences are organized by position time ဆိုရင်လည်း sequence ပဲဆိုတော့ဒါနေရဆိုတော့ by position ခင်ဗျာအဲ့လိုလားဆရာ okay ပြောခဲ့ပါ sequence order case နှစ်ခုပဲသုံးလို့ရတယ် by time or by position လို့ပြောရဲအခုက position မဟုတ် by time or by position အဲ့တော့ okay ဒီ case က time လား position လားအချိန်နဲ့လားဒါမှမဟုတ် position နဲ့လား position ဆိုတာက place ကိုပြောတာပဲ position ဆိုတာ place ကိုပဲပြောတာအဲကြောင့်မလို့ France ဆိုတော့တဲကိုပြရတဲကဒါအချိန်မဟုတ်เนาะအချိန်မဟုတ်ပါဘူးဟုတ်ဆရာ okay
Okay ရလားစာရိုက်တော့ဖတ်ပြီးတော့ဟုတ်ဖတ်ပြီးတော့ဆရာပြီ Okay ဒါဆိုရင်အရှိက first sentence တရားပေါ့ ဟုတ် newlyweds argue over whether to replace items left by the previous owners of their new home အဲ့စာကြောင့်အရှိစာကြောင့်နဲ့ဒီနောက်ကစာကြောင့် temporary matter နဲ့တူလာပေါ့အဲ့ဒါကြီးကဘာကြီးလဲဆိုတော့ this plus house တို့ temporary matter တို့ကဘာကြီးတော့ story စီ story ဟုတ်တယ်two story ဆိုတော့မတူတော့ဘူးဆိုပေမဲ့သူတွေမှာပါတဲ့ character တွေရဲ့ပုံစံတွေကတူလား story line တူလားပေါ့အဲဆိုရင်ဒီမှာကနော် previous owners ဒီမှာဆိုရင်တော့ the rekindle their relationship during a full night blackoutမတူးမလဲ rekindle ဆိုတာကကျတော့ဒီ the daily work မှာသုံးတာ bring back feeling ဆိုတော့ relation တစ်ခုခုပေါ့နော်အသက်ပြန်သွင်းတာrekindle လုပ်တယ်ဆိုတာအသက်ပြန်သွင်းတာသူတို့တယောက်ရဲ့ဒီအိမ်တော်ရေးဆက်ဆံရေးရပေါ့နော်လုံးဝအေးဆက်သွားတဲ့အတွက်ကြောင့်လို့ they husband and wife attempt to rekindle their relationship during full night blackout ဆိုတော့အဲ့ညမီးပြတ်တဲ့ညတွေမှာသူကအလားပြန်ပြီးတော့ they rekindle their relationship ဆိုတော့အဲ့တော့အရှိခ story ကကြတော့ဘာမှမဆိုင်ဆိုတော့အရှိက story မှာဒီ replace items အဲ့တော့သူကအိမ်ပြောင်းတဲ့အကြောင်းကိုရေးထားတယ်ဒီမှာနောက်ကစာအကြောင်းကကျတော့ relationship မတူတော့ဆိုတော့ contrast ဖြစ်မလားဒါမှမဟုတ် contrast နဲ့အလားတူတာကကျတော့တတိယဖြစ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်လို့ရတယ်လို့ပြောပါနော်တနည်းအားဖြင့်တနည်းအားဖြင့်ဆိုတော့ဥပမာဒီပုံပြင်နဲ့ဒီပုံပြင်ရှိရပေါ့နော်ဒီပုံပြင်ကကျတော့ဒီလိုလာတယ်ဒါပေမဲ့နောက်ထပ်တနည်းပြောရှင်းတယ်ဆိုရင်ကျွန်တော်တနည်းအားဖြင့်ဒီဟာလည်းပဲကောင်းပါတယ်ဒီမိုးနဲ့ဒီမိုးမှာဒီမိုးကလည်းအရာသာရှိတယ်နောက်တနည်းအားဖြင့်နောက်ထပ်မုတ်ကလည်းပဲအရာသာရှိပါတယ်အဲ့လိုမျိုးပြောရှင်းကျွန်တော်က contrast နဲ့တော့ပုံစံစင်တယ်ဒါပေမဲ့ဆိုတဲ့အဓိပ္ပာယ်တော့မရောက်သွားဘူးဒါပေမဲ့ဆိုတဲ့အထိမရောက်သွားဘူးalternatively လှည့်ပြီးပြောလိုက်တာgranted for example ဟုတ်တယ်ဒီဘက်က granted ဒီကမှတ်မိလားမမြင်alternative တွေတော့ပါတယ်ဟုတ် okay ပြီးတော့နော် okay အဲ့တော့ chiral molecule ရဲ့okay ဒီဟာက sorry ဒီစာကြောင်းက chiral ရှေ့ကစာကြောင်းက chiral molecule okay so တော့ chiral နဲ့ chiral ပေါ့ဆိုတော့ရှေ့က chiral နောက်က chiral is a symmetrical နော်ဆိုတော့ chiral မှာကကျတော့ symmetrical နောက်ထပ် chiral လည်းကျတော့ it can be compared to a glove ပြောထားတယ်ဆိုတော့ကြည့်လိုက်တာလည်းတစ်ခုလုံးက molecule တစ်ခုလုံးကပုံစံကမတူဘူးဘာလို့လဲဆိုတော့တစ်ခုက identical molecule ဒုတိယတစ်ခုကကျတော့ inverted molecule နော် is inverted molecule rather than identical one ဆိုတော့နှစ်ခုကအကြောင်းမတူတဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်မလဲ by contrast အဲ့ဆို in other words ကအဲ့ဒါစဉ်းစားခဲ့တာin other words ခင်ဗျာဘာကွာလဲဆရာအဲ့နော်ဘာမကောဆိုတော့အရှိမတော့ငကူလုံး disagreement လို့ပြောထားတယ် in other words however မရှိ in other words ဖြစ်လို့ပြောတယ်
by contrast ကကျတော့ဟိုဆန့်ကျင်ဘက်ပေါ့နော် opposite ဒီဟာကကျတော့ဟို formal ဖြစ်တယ်ဒါကကျတော့ non formal ပေါ့နော် by contrast နော်အဲ့တော့ for example so similarly ရောထည့်လို့ရ မရဘူး မရအောင်နော်လောကမရအောင် okay အဲ့တော့နှစ်ခုကတူနေတယ်ဆိုတော့ပြဿနာရှိတယ်ဒါဘာလို့လဲဆိုတော့တို့က same function ဖြစ်ရင်နှစ်ခုလုံးကိုပယ်လေးရှိတယ်ဒီမှာတူနေတယ်အဲ့တော့ in other word နဲ့ by contrast မဖြစ်ခင်မှာဆိုတော့ in other word ကနောက်ထပ်ပေါ့နော် different words ကိုပြောချင်တယ်restatement of the same idea in different words ဆိုရင် in other words ကိုဖြည့်လို့ရတယ်နော်ဆိုတော့ same idea ပဲအကြောင်းအရာတော့အတူတူပဲဟုတ်အကြောင်းအတူတူပဲဆိုရင် in other words ကိုဖြည့် in other words ကိုဖြည့်ရချိန်မှာဆိုတော့ idea ကအတူတူပဲဖြည့်ရမှာ molecule ကလည်းအတူတူပဲဖြည့်ရမှာဥပမာဆိုတော့အရှိက Akira ကိုပြောတယ်အနောက်က Akira ကိုဒါဆိုရင်မတူတော့ molecule မတူတော့ဒါဆိုရင် subject မတူဒါဆိုရင်ဆိုတော့ in other words ကိုဖြည့်ဖို့ဆိုရင် Akira ကိုပြောရတယ်ဆိုရင်နောက်မှလည်း Akira molecule ကိုပဲပြောရမယ်အဲ့တော့ပြောချင်တာက it must be a restatement of the same idea a restatement of the same idea but in different words ဒါပေမဲ့ပေးတဲ့ reason ကတော့ပြောင်းသွားတယ်နော် in the a restatement of the same idea in different words so but this sentence doesn't restate the same idea the sentence မှာတော့ it doesn't restate the same idea in the previous sentence ဘာလို့လဲဆိုတော့ idea ကမတူဘာလို့မတူရလဲ Akira molecule နဲ့ Kira molecule နဲ့ဖြစ် molecule ဟုတ်တယ်ဆိုတော့အဲ့တော့ကြောင့်မို့ကျွန်တော်ကဖြည့်တဲ့အချိန်မှာတခါတည်းပဲနော်ဒီ same idea မဟုတ်တော့ဘူးဆိုတာ ਨੇ နော် same idea မဟုတ်တော့ဘူးဆိုတာ ਨੇ ပြောင်းလိုက်ပါ same idea မဟုတ်တော့ဘူးဆိုတာတခါတည်းပဲကျွန်တော်ကဆိုတော့ဒီညမှာဟိုအရေးကြီးဆုံးကAkira molecule နဲ့ Kira molecule ကတူလို့ပါတယ် Kira molecule နဲ့ Akira molecule မတူဘူးဆိုရင်ဘာဖြည့်လို့မရဘူးလေ in other words ဖြည့်လို့မရ in other words ဖြည့်လို့မရအောင်ဆိုတော့အကဲတူရဆိုရင်ဖြည့်လို့ရတယ် okay ဒါဆိုရင် by contrast ကိုကြည့်လိုက် by contrast ကကြတော့သူ့ရဲ့ fashion လုံးလုံးပုံကvery different it results in something very different ဘယ်လိုခေါ်မလဲဆိုတော့ different idea different words နော်ဦးနာဟာကကြတော့ same idea different word different idea ဆိုတော့ accurate လေးရတယ် Kira လေးရတယ်ဆိုတော့ Kira နဲ့ Kira ဆိုတော့ different idea ဒါပေမဲ့ထပ်ပြီးပြောတဲ့အကြောင်းအရာလည်းပဲ different words ဆိုတော့ they are stated in the different words ဒီစာကြောင်းမှာကဟုတ်လား in other words သုံးမလား by contrast သုံးမလား in contrast ဟုတ်တယ် by contrast ကိုသုံးပါတယ်formal and informal ကဆိုတော့နှစ်ခုလုံးမှားတယ်ဆိုရင် non formal ပေါ့နော်တစ်ခုကမှန်တယ်နောက်တစ်ခုလည်းမှန်တယ်ဆိုရင်တော့ဒါက formal ဖြစ်တယ်ဟုတ်ဆရာဟုတ် okay ဆိုတော့ဒါနောက်ဆုံးတစ်ခုပါဆရာဒီမှာ odd နော် BTEC poems Sound of Lawino 1966 explore post-colonial Ugandan life through the eyes of a woman ဆိုတော့ဒီစာတော့မလို့ဆိုတော့ဒီအစားဖက်ကပါ with its vibrant imagery vitally satiric tone and disastrous use of traditional accolade sound and phraseology the poet inspired a generation of East African writers those who adopted its style are often referred to as art school poets ဆိုတော့ဒီမှာရှိကပေါ့နော်ဆိုတော့ဒီသူ့ရဲ့တချင်းကိုလူတွေကြားတဲ့အချိန်မှာပေါ့နော်လူတွေအရင်ကပါဒေါသထွက်တာမျိုးတွေပြီးရရှိဘယ်လိုခေါ်မလဲဘယ်လိုမုန်းထားရှိတာမျိုးအဲ့လိုမျိုးအတန်တွေကိုကြားရတယ်ဆိုတော့ပြောချင်တာဒါက East African writers တွေဒါရေးထားတဲ့ပုံစံthe poets inspire a generation of East African writers those who adopted its style are often referred to school poets
အဲ့ style ကဘယ်သူတွေနဲ့တူပဲလဲဆိုရင်ဒီ school poets ပေါ့နော်ဒါကြပြဆရာတွေကြပြဆရာဆိုတာကျွန်တော်ဒီ old school ကနေပြီးတော့ like ကြပြဆရာတွေတဲ့သူကတူပဲဆိုတူပဲဆိုတာတဲ့သူကအဲ့လူတွေကိုရည်ညွှန်းတာပေါ့ဒီ style ကို adopted လုပ်ထားတယ်ဒီ style ကိုမွေးစားပြီးတော့သူတို့ကြပြမှာရေးရလူတွေကိုဆိုတော့ school poet လို့ခေါ်တယ်ဆိုတော့အရှိကစာကြောင်းနဲ့နောက်စာကြောင်းကတူပဲဘာလို့လဲဆိုတော့ဒီ subject ကိုပဲပြောနေတာအကြောင်းက idea ကတူပဲ idea တူတယ်ဟလာပြီးတော့ words တွေကတူလာပေါ့ ideas တူတယ် words တွေကတူလာဆိုတော့ဥပမာဆိုရင်ရှိကအကြောင်းအရာကလည်းခုနဒီ style အကြောင်းပြောတာပဲနောက်တစ်အကြောင်းအရာကျတော့ဒီ style ကိုသုံးတဲ့လူတွေပေါ့အဲ့တော့ intensify ဆိုတာ intensify လို့ခေါ်တယ် idea လည်းတူတယ်ပြီးတော့ဘယ်လိုခေါ်မလဲပို့ပြီးတော့လေးနဲ့အောင်ပြောတာဒီထဲမှာ explain လုပ်ထားမျိုးရှိလားမရှိဘူးဆိုတော့ဒီကြရဲဒါနှစ်ခုလုံးကညင်းတာမရှိအတွက် agreement ပဲအဲ့တော့ choice A က nevertheless မဟုတ်ဘူး okay by comparison မဟုတ်ပြန်ဘူး instead မဟုတ်ဘူး instead ကကိုယ်နဲ့တူပဲဆိုတော့by contrast နဲ့တူပဲ by contrast တဲ့အဲ့တော့ fittingly okay ရှင်းပါမယ်တွေ့ခဲ့ပြီနော်ဒါintensify to intensify we can use the word fittingly အဲ့တော့ဒီနေ့သင်ခဲ့တဲ့ transition နဲ့ပတ်သက်ပြီးတော့ဆိုတော့ category relationship နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ category က၄ခုသိရမယ်ဆိုတော့၄ခုပြင်မဲ့ပေါ့နော်ဒီမှာက generalize လုပ်ပြီးတော့ဆိုတော့in other words နဲ့နော်တခါလေးကြာရင်ဒီမှာတခါလေးကြာရင်ဆိုတော့ဘာမှတက်လဲဆိုတော့ question ရပါတော့ on the other hand နဲ့ in other words ကိုတူတယ်ဆိုပြီးတော့တွားယူတတ်တယ်နော်အဲ့လေးတတိထားso အဲ့ဒီ disagreement transition ထဲမှာ by contrast ပါတယ်မပါတာ in other words မပါတာ in other words မပါနော် in other words ကဘယ်ပါမလဲ idea တူတယ် idea တူတယ် idea တူတယ် different words in the same idea different word ဘယ်လိုပြောမလဲဆိုတော့ idea တူပဲ words ရေးထားတဲ့ရေးပုံရေးနည်းကမတူတာဒီမှာဆိုရင်ဟုတ်ခုနကပြောခဲ့တော့ဒီပေါ့ same idea in different word ဘောဟာမဟုတ်ဒီပေါ့နော်ဟုတ်အဲ့တော့ a restatement of the same idea in different word ကိုဆိုတော့ in other words လို့ခေါ်ပါတယ် in other words ဒီမှာ in other words ပါလားမသိမပါဘူးခင်မပါရင်တော့အဲ့ဒါလေးအသိမှတ်လိုက်ပါနော်ဆိုတော့ဒီမှာအတိတ်တွေ့ခဲ့တာ fittingly in other words a words ရှိပါတယ်နော်အဲ့အသိမှတ်လိုက်ပါဒီနောက်ဆိုရင်ဆိုတော့ဒီနေ့ဒီ transition じゃあ lecture ရော recording ရောပြန်ပြီးပို့ပေးပါမယ်ဟုတ်ဆရာဟုတ်ကဲပါမြင်ချင်တာရှိသေးလားရှိ